INC ဆိုတာလေတကယ်အသင်းကောင်းတသေးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့လည်းဒီနေ့အသင်းသားတွေရောဆရာတွေရောပေါ့နော်အကောင်းဆုံးစူးစမ်းခဲ့လို့ဒီလိုမျိုးနိုင်ခဲ့တာပေါ့ပထမဆုံးအနေနဲ့ဒီအသင်းသားတွေရဲ့ဆရာတွေရဲ့လာရောက်အားပေးတဲ့ပရိသတ်တွေရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်သုံးတဲ့အချက်ကတော့ကျွန်တော်တို့တော်ခက်ခဲဆော့ခဲ့ရတယ်ပေါ့ဒီ ISP ဆိုတာလေတကယ်လက်ရေးစင်တွေအများဆုံးပါတဲ့အသင်းပေါ့နော်အဲဒါကြောင့်ဒီနေ့ပွဲကတော့ISP လည်းကောင်းပါတယ်ကျွန်တော်တို့အသင်းလည်းအကောင်းဆုံးခုခံနိုင်ခဲ့တယ်ပေါ့ဟုတ်ကောင်းပါတယ်သူတို့လည်းကျွန်တော်ထင်တာအရှိပွဲမှာသူတို့လည်းတော်တော်ယုံထားရပေါ့ဗျာကျွန်တော်တို့လည်းယုံထားရနှစ်ဖက်လုံးကသူတင်ကိုတင်ပြန်တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းကတော့ပိုခံဆော့ရတာပေါ့နော်အဲ့အတွက်ဟုတ်ကောင်းပါတယ်ပေါ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်လို့အခုလိုမျိုးအားတစ်ခုအနေနဲ့ကွင်းထဲထိလာရောက်အားပေးတဲ့ပရိသတ်တွေရော line မှာနေကြည့်နေတဲ့ပရိသတ်တွေရောကျေးဇူးအများကြီးတင်ပါပြောချင်ပါတယ်ဗျပြောပါ